여러분 안녕하세요. 엘라입니다. 네, 엘라가 디니 방송을 놓친 디 비디오를 올려드리려 해봐요. 에로 별로 방송을 해서 엘라 디 제주 tourism university 안에 비어 지무 진바래 디 마라기 대회를 보노 디 first timeပထမ ဆုံး 진바래 마 엘라가 디 encouragement award လေးရရှိခဲ့တဲ့ကြောင့်မို့လို့ဒီဗီဒီယိုလေးကို엘라가 방송을လုပ်တဲ့ဗီဒီယိုလေးအနေနဲ့တင်မယ်ပေါ့နော်အဲ့တော့စုရခဲ့ရတော့ကြာပါပြီဒါပေမဲ့အခုဒီဘောက်စင်မလောက်ရသေးဘူးတောင်းလည်းမတောင်းရသေးပါဘူးဒါကြောင့်မို့ဒီဗီဒီယိုလေးကိုအလိုက်တူတူကြည့်ပေးကြနော်နေဒါဆိုလို့ရှိရင်တူတူဖောက်ကြည့်ကြမယ် ASMR မှာလည်းပါမယ်နော်နေဒါလေးဘောက်စင်လုပ်မယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးအလားကဒီ certificate လေးကတော့ဒီလာတော့မနေ့ကမှဒလီနဲ့ပို့တာနော်အဲ့ဒါလေးတစ်ချက်ဖောက်ပါမယ်ဒီမှာပေါ့နော်အဲ့တော့ဒီရတိုင်းကျေးဇူးတော်ရစေ University မှာပါဒီလိုလေးโอเค first time ဆိုပေမဲ့လည်းအဲ့လားအကောင့်ဆိုစူးစမ်းခဲ့လို့တော့ထင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒါလေးရရှိခဲ့ပါတယ်ဒီဒါလေး certificate ရောနော်ပြီးလို့ရှိရင်အဲ့လားတို့ဒီလမ်းဆောင်လေးရပါတော့အဲ့လားဒါဆိုအပေါ် parking ရတော့အဲ့လားဖောက်ပြီးပြီပေါ့နော်ဒါပေမဲ့အခုဒါအပေါ် parking ပိတ်ထားရတော့ဖောက်လိုက်တယ်ဘာလဲဆိုတာသိချင်တော့ကြည့်လိုက်တာပေါ့နော်အခုဒါလေးကဘာလေးလဲဆိုတာတူတူကြည့်ကြည့်မယ်နော်잠깐만 기다리세요. 바로 엘라로 디바이버ဝင်နေတိုင်းရရှိတဲ့လက်ဆောင်လေးပေါ့နော်။ဒါနေ့ကဘာလေးလဲဆိုတာလေးတူကြည့်ကြည့်ပါမယ်။ဟိုဒီလိုမျိုးလေးပါ။ဒီမှာလေးပေါ်ထားရနော်။တော်တော်လေး။ဒါဆိုရင်လိုက်ဒါလေးပါတယ်ပေါ့။တော်တော်မြင်ရလားမသိဘူး။ဒါလေးမြင်ရနော်။သူက엘라တို့ဟိုလုံးမတ်တဲ့ဟာလေးလို့ပေါ့လုံးမတ်တဲ့ဟာလေးလို့နော်ဒါလေးပါမယ်ဒီကပါမယ်ပေါ့နော်ဒါလေးကပါမယ်ပြီးရင်သူ့ရဲ့ဘောပင်လေးပါမယ်ဘောပင်လေးကအဲ့လားဒီမှာဖတ်ကြည့်တော့သူကအတန်းလိုက်ကလေးပါတယ်이렇게 너무 귀여워 네ပြီးလို့ရှိရင်လာတော့아뜬조ပါမယ်ပေါ့아뜬조လေးပါ아뜬조가ဘာလဲဆိုတော့လာတော့ဒီဘက်မှာကျတော့သူ့ရဲ့ဒီ timer တွေဘာတွေပါမှာပေါ့နော်အဲဒါကြောင့်မို့လို့ဒီ아뜬조အတွက်ဒါလေးပါပါတယ်ဒီလိုမျိုးလေးအမလေးဒီလိုမျိုးလေးပါပါတယ်ပေါ့နော်နေမြင်လာတော့ပုံမှန်တိုင်းပါနေကြပစ္စည်းရေယူစားခိုင်းပါမယ်ပေါ့နေဒါလေးပါပဲနေဒါကတော့လာတော့ပြန်ဝင်တဲ့သူတွေတိုင်းကိုပေးတဲ့မေတ္တာလက်ဆောင်လို့ပေါ့နော်ဒါခြေကျူးတက္ကသိုလ်ကနေပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းလာတော့နောက်ဆုံးဒီမှာခြေကျူးတိုရီဇင်ဆိုတဲ့ဟာလေးမြင်ရလားမသိဘူးမမြင်ရဘူးတဲ့နေဒီလိုလေးပါဒါလေးကပထမတစ်ခုပေါ့နော်ဒါဆိုတော့ခုလေးဆက်ပြီးတော့ဖတ်ပြီးဖောက်ကြည့်မယ်နော်နောက်ထပ်တစ်ခုကတော့ဒါလေးရခဲ့ရပေါ့နော်ဒါကတော့လာတော့ဒီဒါလေးရောဆောင်ပေါ့နော်ဒီ encouragement award ရရှိတဲ့သူတွေကိုပေးတာပေါ့နော်ဒါလာတော့10ယောက်ပေးတာပေါ့နော်ဒါ10ယောက်ထဲမှာဒီဟာလေးကိုရရှိခဲ့ပါတယ်အဲ့တော့ဒါလေးကိုတော့လုံးဝunboxing မလုပ်ရသေးပါဘူးအဲ့တော့ဒါလေးကလောက်ဒီ Galaxy battery ပေါ့နော်ဒါ sponsor video တော့မဟုတ်ဘူးလာတော့ဒီစုရခဲ့တဲ့ဟာလေးပေါ့နော်ဒါလေးကိုပြောတာပါဒါလေးပေါ့နော်ဒီမှာတူတူလေးပြောထားတယ်နေ다들 보시죠? 네, 자 그러시면 달리 파우치면 뭐노? 달리 파우고 들어야라가. 네, 가서해. là ta nên nếu vậy là rằng một nên tích hàng bị bán lúc 달리 보고 이거는 네. 오케이. 오 마이 갓. 삼성 마. 이거 갤럭시 배터리에서 삼성 번호. 이렇게 나옵니다. 여러분은 지금 번호. 마. 나 봐서는 다 빼면 돼. 잠은 지야라. 그거 배피 더 하나 소리 봐 번호. 롤리 라이브 라로. 맞게. 이렇게 여러분. 와. 가네 벌레 보네. 너무 예쁘다. 너무 예쁘다, 여러분. 삼성. 말이요. 내가 삼성 짜이다 보노. 야수. 다음에 삼성 폰와 세이치를 잡으러 하나 싸우냐고.
တော့ဒီမှာပါလောက်ပါအောင်ပွင့်ပါပြီအခုမှစပြီးတော့ activate လုပ်မှာပေါ့နော်ဟဲ့လား bluetooth ထက်လည်းမချရသေးဘူးဆိုတော့ဒီလိုလေးလာပါတယ်ရောတော့အထူးဆန်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲဒီကိုကတာကိုဒီဆူရတဲ့စီကနေပြီးရရှိတာဆိုတော့လွယ်ဖြစ်ဖြစ်တောင်းရမယ်လေနော်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလာကလောက်လိုက်ချင်းပြပါဒီဗီဒီယိုလောက်တယ်ဆိုတာလာကဒါကြွားတာလည်းမဟုတ်ဘူးဒီတိုင်းပဲ content တစ်ခုအနေနဲ့ရောနောက်တစ်ခုကကြတော့လားဒါလေးကိုအမှတ်တရလေးတင်ထားခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ရောတို့အနေနဲ့မျက်စိနောက်သွားရေးဆိုရင်လည်းကြော်သွားပြပါပေါ့နော်ဒါလေးပါရောဟလားဒါလေးကိုရချစ်ပါတယ်ဒါဆိုလို့ရှိရင်အဲ့တော့ LIS ကရခုနဒါလေးရယ်အထီရရယ်ပေါ့နော် T class battery FE ဆိုတာလေးရယ်ပြီးတော့လာတော့ဒီcertificate လေးပေါ့နော် certificate လေးရတယ်ဒါလေးရအဲ့တော့ရရှိဒါလေးရရှိခဲ့ပေါ့နော်ဒါကြောင့်မို့လို့ဒါလေးရရှိခဲ့ပါတယ်အဲ့တော့ first time မှာပထမဆုံးဆိုပေမဲ့ encouragement award လေးရရှိတာကအရင်တော့ထပ်ပြီးစူးစမ်းဖို့လိုသေးတာပေါ့နော်ဒါကြောင့်မို့လို့အရင်လည်းဒီထက်ပိုပြီးတော့စူးစမ်းတော့ပါမယ်ရတော့ပေါ့နော်အခုဒီဗီဒီယိုလေးတင်တာလည်းခုနကလာပြောလိုမျိုးပဲmemory ဖြစ်ဖို့အတွက်ရယ်နောက်တစ်ခါကျကိုပြန်ပြီးတော့သုံးသပ်ဖို့အခါမှာပေါ့နော်ဒီဗီဒီယိုလေးပြန်ပြီးပြတယ်ဆိုလို့ရှိရင်ကိုထက်အများကြီးတော်တဲ့သူတွေကိုထက်ပိုပြီးတော့မှရှေ့ရောက်နေတဲ့သူတွေစီကနေတင်ခန်းစာရေးလဲရတယ်နောက်တစ်ခုကဘိုးစုတိုင်းလည်းအများကြီးရတယ်ပေါ့နော်ဒါကြောင့်မို့လို့လာကဒီလိုမျိုးလေး save လုပ်ပြီးတော့ memory လေးတစ်ခုအနေနဲ့တင်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ရောတို့လည်းနောက်ကြလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တင်မယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့ရောတို့အားလုံးကို진짜진심으로 감사합니다, 여러분. 그러면 다음 영상에서 또 봐요. 네, 안녕.